လွမ်းတနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့ဒီပန်းများရဲ့ခန္ဒီဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တကယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလည်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါကနာလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာဝင်းရမြေတော်ရွာကလေးကိုဝင်းမိတိုင်းလွမ်းတာနေဘူးမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနီဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တကယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလည်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါကနာလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာတောင်းကံဘုရားနဲ့တာရ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 ိတ်အဝါသအေးချမ်းလာတဲ့တို့ရွာသဘာဝလေခွင်းများစွာတောင်းကံဘုရားနဲ့တာရ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 ိတ်အဝါသအေးချမ်းလာတဲ့တို့ရွာသဘာဝလေခွင်းများစွာလက်လုံးလက်သားတောင်းတကားမပူရပါဒီနန်းဆိုင်ခင်ရိုင်းမင်းတို့ကူညီညာကိုရွာဒီပါကိုအဝိုင်းလို့ချစ်ကြည်ရင်နေကျိုးဆောင်ရတာကိုယ်တကယ်ရင်ငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလည်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါကနာလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာလွမ်းတနေလူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနီဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တကယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလည်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါကနာလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာတောင်းကံဘုရားနဲ့တာရာရာရာအရေးအဝါသအေးချမ်းလာတဲ့တို့ရွာသဘာဝလေခွင်းများစွာတောင်းကံဘုရားနဲ့တာရာရာရာအရေးအဝါသအေးချမ်းလာတဲ့တို့ရွာသဘာဝလေခွင်းများစွာလက်လုံးလက်စားတောင်းတကားမပူရပါဒီနန်းဆိုင်ခင်ရိုင်းမင်းလို့ကူညီညာကိုရွာဒီပါကိုကဝိုင်းလို့ချစ်ကြည်ရင်နေကျိုးဆောင်ကြတာကိုယ်တကယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလည်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေး